ဒီကောင်ကြီးတော့အားလုံးပဲတိကျမယ်ထင်ပါတယ်တာမန်ဘောလုံးပုံစံနဲ့ဒီကောင်ကအဝါရောင် emoji လေးတစ်ခုတတ်တာဆိုပေမဲ့ဒီကောင်စီမှာကျွန်တော်မထင်ထားရတဲ့ကြောက်စရာအကြောင်းအရာတွေရှိလို့နေပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့မှာတော့ဒီကောင်ကြီးရှိရဲ့ကဘာထဲမှာလက်ရှင်တော့မှာဖြစ်ပါတယ်ဆိုတော့ channel လေးကို subscribe လုပ်ပြီးတော့ video လေးကိုစလိုက်ကြရအောင်ကဲဝါတော့ရပြီဟိုမှာဘောက်လေးတစ်ခုပါလားကွာချက်တော့ဖွင့်ကြည့်လိုက်အောင်ဟယ်လိုကောင်ကြီးငါနာမည်ကတော့ Valerie လို့ခေါ်ပါတယ်ငါအရာအားလုံးကိုသိရမင်းကြိုက်ဟာအကုန်ငါ့ကိုမေးလို့ရရဲကွာအေးပါကွာနောက်မှမေးရမယ်အခုကငါတစ်ခုတ်လိုက်အောင်မဲကွာဒီလားနော်ငါတစ်ပင်ရင်ခုတ်လိုက်မယ်ကွာမင်းငါစီကိုလာခဲ့လိုက်တော့ကဲဆိုတော့ကျွန်တော်ဒီကောင်ကတော့လက်ထဲတော့ရောက်လာပြီဘယ်ချိန်ထားပေါက်မလဲတော့မသိဘူးအဲ့တော့တစ်ပင်လေးအရင်ခုတ်လိုက်ကြအောင်တို့တစ်သားရည်လည်းရပြီဆိုတော့ကျွန်တော်လိုအပ်တဲ့ creating table လေးတစ်ခုလောက်လောက်ထားမှရမယ်ရblock လေးခုချလိုက်မယ်ပြီးတော့ရှင်တော့ကျွန်တော်ဒီမှာ creating table တစ်ခုရလာမယ်ပေါ့ရတော်တော်ကြီးတော့စိုးရဲထဲမှာတော့မပါပါဘူးဒီကောင်ကျွန်တော်ကြည့်ရတော့ကတော့အဆင်ပြေမယ်လို့ထင်တာပဲရကျွန်တော် state များများလောက်ထားလိုက်မယ်ပြီးတော့ရှင်ကျွန်တော်မီးထုတ်တွေလည်းလောက်ရမယ်အဲ့တော့ pickaxe လေးတစ်ခု craft ထားပြီးတော့ဘေးနားမှာရှိတဲ့ stone တွေကိုတူးထားလိုက်မယ်ငါဒီကောင်ကိုကင်ထားပြီးဘာလည်းမမေးရသေးဘူးအဲ့တော့ hey Verity ငါမင်းကိုမေးတရားတစ်ခုရှိလို့ကွာဟုတ်ရဲ့မေးလိုက်ပါရဲ့ဗျဘာများမေးမလို့လဲဗျအေးကွာငါသိချင်တာကဒီနားလေးမှာရွာရှိမလားဆိုတာပဲအဲ့ဒါမင်းရွာရှိတဲ့နေရာငါ့ကိုပြောပြပေးလို့ရလားဟုတ်ကဲ့ရွာတော်တော်ဝေးပါရဲ့ဗျလာလိုက်တော့ငါစီကိုချားနေရပဲသွားပြီးတော့ငါအိမ်မဲစောင့်နေတော့မယ်မင်းရောလည်းမေးတာဘာမှမင်းအောင်ဒီကောင်ကတခုခုထူးဆန်းနေလို့ပဲသူ့ပါဇက်ကလည်းနည်းနည်းမလောက်တော့လို့မျိုးရှိရတော့ထင်တယ်ထားလိုက်ပါလေအခုကတော့အိမ်ဆောက်ရမှာပေါ့ဘေးတစ်ခုဆောက်ရမယ်အဲ့တော့ကျွန်တော်မြေပြန့်တနေရာကိုရှာရမှာဒါပေမဲ့မြေပြန့်ကကျွန်တော်အခုထိတော့မတွေ့သေးဘူးဟိုးဘက်ချမ်းမှာတော့ကျွန်တော်ရှိမယ်တော့ထင်တယ်ပြောရရင်တော့သူ့ကိုကျွန်တော်တခုခုမေးကြည့်အောင်မယ်ဗျအခုထိသူ့ကိုဘာမှတိတိကျကျမမေးရသေးတော့သူကလည်းတခုခုပဲအဲ့တော့အပေါ်ရောက်ရင်တော့သူ့ကိုတခုခုတော့မေးကြည့်မယ်ကွာဒီနားမှာဘလော့တစ်ခုချပြီးတော့ဒီကောင်ကိုတင်ပြီးတစ်ခုမေးကြည့်လိုက်မယ်ရပြီHey Verity မင်းကငါမေးစရာတစ်ခုရှိလို့ကွာဟုတ်ကဲ့သင်မေးကြည့်အောင်မေးရပါတယ်ကျွန်တော်အကုန်သိပါတယ်မေးနေတာကွာငါဗီဒီယိုကြည့်ရင်မှာငါ channel ကိုဘယ်သူရ subscribe လုပ်ပါဦးလဲကွာဟုတ်ကဲ့ကျွန်တော်ဖြေပေးနိုင်ပါတယ်တင်းဗီဒီယိုကြည့်ရလူအယောက်100မှာ2ယောက်လောက်ပဲတင်းရဲ့ channel ကို subscribe လုပ်ရသေးပါတယ်ပြီးတော့ဗာများထက်မြင်နေတာရှိပါသေးတယ်တော်ရယ်ကွာဘာမှမေးနေတာတော့မရှိတော့ပါဘူးငါတို့ညလည်းမိုးချိုးတော့မှာဆိုတော့ငါတနည်းအားအောင်တွားပြီးတော့တခုလောက်ရမယ်ကွာအဲ့တော့ငါတို့တွားလိုက်ရအောင်မင်းလည်းလိုက်ခဲ့မှာမလားငါနဲ့ဟုတ်ကဲ့ကျွန်တော်လိုက်ခဲ့မှာပါတင်းနာမှာအမြဲတမ်းရှိနေမှာပါအေးကွာဒါဆိုရင်လည်းတွားအောင်လာကိုလေးတော့လည်းတူးရမယ်ထင်တယ်ငါစီမှာ cove ကလည်းတိတ်ပြီးတော့နဲနေသေးရဆိုတော့ရပြီလေငါအခုကတော့ဘယ်နာလောက်နေဖို့ကောင်းမလဲမသိဘူးငါတို့စီမှာလည်းဒီအိပ်ရည်လည်းမရှိဘူးဆိုတော့တခုခုတော့ကြံမရမယ်ကွာညဘက်ရောက်လို့ရှိရင်ဇွန်မီနဲ့အဆင်ပြေမှာမဟုတ်ဘူးကွာဒါနဲ့ဟယ်လိုရှိမင်းကငါတက်မရမယ်ကွာရော့အောင်မပြေးနဲ့ဘယ်ရောက်သွားတာလာရှေးဟိုဘက်အောက်ကျသွားရယ်ကွာရတယ်လေမင်းကငါအောက်ထိပဲလိုက်ပြီးတော့လှုပ်လိုက်ရမှာပေါ့လာခဲ့လာအေးရပြီတော့ရှင်နောက်ထပ်2ခုထပ်လို့သေးရဲ့အဲ့တော့နောက်2ခုကတော့ထပ်ရှာရအောင်ပေါ့ပုံမှန်နေ့တစ်နေ့ထပ်စားလို့ရှိရင်တော်တော်ကြီးကိုစိုးရနေပဲကွာဒီနေ့ကဘာကိုမတွေ့သေးရမြေပန်းဆိုရင်တော့နည်းနည်းအဆင်ပြေဦးမယ်ကွာအခုဟာဘယ်လိုနေရာကြီးမှလည်းမသိဘူးHey Valerie ငါမင်းကိုနောက်ထပ်မေးစရာတစ်ခုမေးကြံရဲ့လို့ကွာအဲ့ဒါငါမင်းကိုထပ်ပြီးတော့မေးလို့ရလားရပါတယ်တင်ကြိုက်တဲ့ဟာကိုမေးလို့ရပါတယ်ကျွန်တော်ဖြေဖို့အသင့်ပါအေးကွာငါမေးရတော့ထွေထွေထူးထူးမဟုတ်ပါဘူးဟို Ocret ဆိုရဲ့ကောင်လေးကဂင်းနေတာဆိုအဲ့ဒါမင်းတကယ်ပဲသူဂင်းနေတာလားဆိုတာပြောပြပေးပါလားပြောလို့ရှိရင်မင်းကဘာလို့စကားပြောရဲ့အချိန်မှာပါဇက်မလောက်တာလဲကွာအဲ့ဒါလေးပါငါ့ကိုပြောပြဟုတ်ပါတယ် Ocret ဆိုရဲ့ကောင်လေးကတကယ်ပဲဂင်းနေတာပါပြီးတော့သူ့ကိုကြီးက3လက်မှပဲရှိပါတယ်ကိုကြီးလည်းမဲပါတယ်
ပြီးတော့ကျွန်တော်ဘာလို့ပါဇက်ဟာပြီးမပြောလဲဆိုတာကြတော့ကျွန်တော်ရဲ့ personal ကိစ္စမလို့ပြောပြလို့မရပါဘူးအေးပါကွာမင်းရဲ့ personal ကိစ္စဆိုရင်မပြောပြရပေါ့အခုငါတို့ဒီမအိပ်ဘဲတဲ့နေရာ2ရက်ရှိပြီဆိုတော့အိမ်ဆောက်ဖို့အတွက်တနေရာတော့ရှာရမယ်ကွာဒီမြေပြက်နေရာပေါ့အဲ့လိုနေရာမျိုးရှာပြီးတော့လို့ရှိရင်တော့ဒီနေရာမှာပဲတစ်ခါရေးပေးချလိုက်ရအောင်မယ်ကွာအခုကတော့ငါတွေ့ထားတာဒီနောက်ဘက်မှာတော့မြေပြက်နေရာရှိမယ်လို့ထင်တာပဲဒီအနောက်ဘက်ဆိုရင်တော်တော်ကြီးကိုအပင်နေလည်းများတယ်ပြီးတော့ရှင်မြင်းလေးလည်းရှိရယ်ကွာဟိုးဘက်ထောင်းနေမှာဆိုရင်ပို့ပြီးတော့နေလို့ကောင်းမယ်ဒါပေမဲ့ငါကဒါမှ survival ဆော့ရမှာမဟုတ်တော့ညာပုံမှန်ပဲဖြစ်လို့နေရအောင်ပေါ့တခုခုက3ရက်နေလာတော့မယ်တခုခုက3ရက်နေလာတော့မယ်ဝဲနေပါဦးမင်းကအဲ့ဒါဘာပြောနေတာလဲဘာအောင်ဆိုလို့ရလဲတွဲမြောင်ရလို့ရှိရင်အရန်ဆိုးရတဲ့အရာတခုကတိစီကိုလာပါလိမ့်မယ်ဆိုးရရဲ့အဲ့ဒါတကယ်ကြောက်ဖို့ကောင်းလို့လားဘာကြီးတော့ငါတို့အဲ့ဒါကိုတားဆီးလို့ရလားမရတော့ပါဘူးအောက်က3ရက်နေလာတော့မှာပါဟိုကဘာပြောလို့ပြောမသိပါဘူးကွာ3ရက်နေလာတော့မယ်ဘာမှလည်းမသိဘူးငါတော့သူ့ကိုထားပြီးတော့ငါတနေရာတော့ထွက်လာခဲ့ရပဲဒီကောင်ငါမြေမြုပ်ခဲ့ကွာပျော်စရာတော့ကောင်းသားပဲအခုအောက်ကငါနောက်တော့မလိုက်လာတော့လို့ထင်တယ်အခုကပဲအေးဆေးနေရရကွာဘာရှောက်ပြောလို့ပြောမှမသိဘူးအဲ့ရရဲ့ပြောလို့ရှိရင်ဒီမှာ family နှစ်ခုတစ်ခုပဲရှိရလားထားလိုက်ပါလေပြီးတော့လို့ရှိရင်မှန်နေတက်ရမယ်ကွာတစ်ပေါက်နှစ်ပေါက်သုံးပေါက်ငါစဉ်းစားကြ wait here very မင်းပြန်ရောက်နေရလား wait မင်းတော့ထားရတဲ့အတွက်ပြန်ပေးဆက်ရမယ်တခုခုက3ရက်နေလာတော့မယ်ကွာမင်းစီကိုအကောင်လာနေတော့မယ်ကွာမင်းသိလား